Hello everyone, City channel နေရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော်လဲအိမ်နှစ်ခုလုံးလို့ရအောင်တော့လုပ်ရအောင်ဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာလဲ like and subscribe လုပ်ခဲ့ပေးဖို့လဲမမေ့ခဲ့ပါနဲ့နော်ကဲဒါဆိုစလိုက်ကြရအောင်ပေါ့နော်အရင်ဆုံးပေါ့နော် menu လေးထည့်ဝင်ပါမယ် props လေးထည့်ဝင်ပါမယ်လို့ရှိရင် pick up list ထည့်ဝင်ပါမယ်ဝင်ပြီးလို့ရှိရင်ပေါ့နော်ဝင်ပြီးလို့ရှိရင်အဝိုင်းလေးကိုနှိပ်ပါမယ်ပေါ့နော်ညီမကတော့ဒီຢာလေးနှိပ်လိုက်ပါမယ်ဒါလေးပေါ့နော်ဒီအဝိုင်းလေးဒါလေးကိုနှိပ်လိုက်ပါမယ်ဒီညီမကတော့ဒီ ID လေးကိုနှိပ်လိုက်ပါတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ခုနကတိုင်းပြန်ဝင်ပါမယ်ပေါ့နော်အဲ့ဒီအဝိုင်းပုံစံလေးလို့မျိုးဟာနှိပ်ပြီးသွားလို့ရှိရင်ဟွာလေးနှိပ်ရပါမယ်ဒီ save ဒါလေးကိုနှိပ်လိုက်ပါမယ်ပေါ့နော်ကိုကြိုက်တာလုပ်ပြီးသွားလို့ရှိရင် save ကိုနှိပ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့နာမည်ကြီးထည့်လို့ရပါတယ်ပေါ့နော်ပြီးလို့ရှိရင်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒါကို save ပြီးသွားလို့ရှိရင် pick up list ထဲကိုပြန်ဝင်ပါမယ်နောက်တစ်ခုကကြတော့ကြက်ကြေကက်လိုမျိုးဟာကြက်ကြေကက်လိုမျိုးဟာလေးကိုဝိုင်းလိုက်ပါမယ်နော်နှိပ်ပါမယ်ပေါ့နော်ညီမကတော့ဒီ ID လေးလောက်လိုက်ပါတယ်ပေါ့နော်တော့ညီမဒီနေရာကိုလောက်ထားတာပေါ့နော်အဲ့ဒီနေရာလေးကပြတ်သွားပါတယ်ဘာမှစိတ်ညစ်ကြမလို့ပါဘူးပေါ့နော် menu လေးထဲကိုပြန်ဝင်လိုက်ပါမယ်ပြီးရင် props လေးထဲကိုပြန်ဝင်လိုက်ပါမယ်ပြီးလို့ရှိရင်ပေါ့နော်ခုနကတော့မှတ်ထားတဲ့ load 3လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ရသွားပါပြီပေါ့နော်ခုနကတော့နေရာကိုလည်းပြန်သွားကြည့်ပါမယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်လည်းရသွားတယ်ပေါ့နော်နှစ်ခုစလုံးလည်းရသွားပါတယ်ပေါ့နော်ဗီဒီယိုလေးအဲ့နှစ်ခုတော့ရပါပါပြီပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်